သပင်ဖြူအောင်နဲ့ပေါ်ပိုင်းဗလာကျင်းလာပြီးကျောင်းတော်မှာကြောက်ဆရာကောင်းတဲ့ငကားနဲ့ကြီးနှကောင်ရှိနေတဲ့လူတစ်ယောက်ဟာပေါင်းပိုက်တင်းကနေပြပြချင်းထွက်လာပါတယ်။သူဖြတ်သွားတဲ့နေရာတိုင်းမှာဘလို့မိစ္ဆာကောင်းမှသူ့ကိုမတိုက်ခိုက်ကြပါဘူး။ဟော်လင်းနာနာကရဲချန်ကိုမင်းကလူလားဒါမှမဟုတ်မိစ္ဆာလားလို့မေးလိုက်တယ်။ရဲချန်ကလူလဲဟုတ်တယ်မိစ္ဆာလဲဟုတ်တယ်လို့ပြန်ဖြေတယ်။ဒါဆိုရင်ရှင်ကလူသားတွေရဲ့ရန်သူလားဒါမှမဟုတ်မဟာမိတ်လားလို့မေးတော့ရဲချန်ကလူသားတွေရဲ့ရန်သူလည်းဖြစ်နိုင်တယ်လို့မဟာမိတ်လည်းဖြစ်နိုင်တယ်။ဒါကလူသားတွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမိုးတီတယ်လို့ပြောလိုက်တယ်။ဟော်လင်းနာနာဟာရဲချန်ရှိကိုရှင်းရှင်းရောက်လာပြီးဖြူပွေးဝင်းပနေတဲ့သူ့ရဲ့လက်သီးနဲ့ထိုးချလိုက်တာလေးလူတော်ပေါက်ခွဲထွက်သွားပါတယ်။ရဲချန်ရဲ့ကျောင်းနောက်ကငကားနှကောင်ကလည်းအင်းရောက်ပြီးထွက်လာကလေမြေလက်စည်းစွမ်းနေတဲ့အဲ့ဒီအနည်းအောင်ရိတ်ကိုပြန်လဲတိုက်ခိုက်ခဲ့လိုက်ပါတယ်။လုံးဆိုတဲ့တန်ကြီးနဲ့တူရဲချန်ကတော့ချက်ကလေးတောင်မလုပ်ဘူး။ဒါပေမဲ့အနည်းအောင်ရိတ်ကတော့မြေကြီးပေါ်ကိုအရှိန်နဲ့ရိုက်ချခံရပြီးပြင်းကြီးတစ်ခုတော့ဖြစ်သွားပါတယ်။ဟော်လင်းနာနာဟာအောက်ကိုပြုတ်ကျသွားပြီမဲ့လည်းဘာမှမဖြစ်တဲ့အပြင်တိုက်ခိုက်ချင်စိတ်တွေပိုပြင်းထန်လာပြီးကောင်းတယ်။ဒါမှငါးစိတ်ထဲကမတည်နိုင်တဲ့စစ်စီတော်ပဲလို့အော်ဟစ်လိုက်ပါတယ်။သူမကခန္ဓာကိုယ်ထဲကစူပါဆဲတွေအားလုံးကိုနှိုးဆွလိုက်တော့ကြောက်စရာကောင်းတဲ့အပူလိုင်းတွေသူ့စီကနေထွက်လာပါတယ်။ပြီးတော့ကောင်းကင်ဘက်ကိုကြော့ပင်ပြန်တက်သွားပြီးသူ့ရဲ့ဖြူဖွေးတဲ့လက်သီးပေါ်မှာမိတောက်တွေတော့ဟုံးဟုံးတောက်လာပါတယ်။အပူရှင်ကဘလောက်ပြင်းနေလဲဆိုရင်လေတူးတောင်တော့ကျမ်းမတက်ပါပဲ။သူမကရဲချန်ကိုနောက်တစ်ချိန်တိုက်ရိုက်ထိုးနိုင်လိုက်ပြန်ပါတယ်။ရဲချန်ကဟော်လင်းနာနာကိုကြည့်လိုက်ပေမဲ့သူ့မျက်လုံးတွေကအေးစိတ်တည်ငြိမ်လုံးနေပါတယ်။နောက်တစ်စက္ကန့်မှာပဲဖြန်းဆိုတဲ့အတန်းနဲ့တူသူကလျှက်စီးဖြစ်ပြောင်းလဲသွားပြီးသူမရှိကိုချက်ချင်းရောက်သွားပါတယ်။လက်ကိုမွေရမ်းလိုက်ပြီးလက်ဖွားထဲမှာလျှက်စီးလုံးတစ်ခုဖန်တီးကလက်ရိုက်ရင်ဆိုင်လိုက်ပါတယ်။လုံးဆိုတဲ့အတန်းကြီးနဲ့တူကောင်းကင်မှာပောက်ကွဲသွားပြီးဟော်လင်းနာနာရဲ့ကိုယ်ပေါ်ကမိတောက်တွေငိမ့်သွားပါတယ်။သူမကမြေကြီးပေါ်ကိုတန်းတန်းမဲမဲပြုတ်ချသွားပြီးမိတာယာချီကျဲတဲ့ကျင်းကြီးဖြစ်သွားပါတယ်။သူမကသွေးတလုံးအန်ထုတ်လိုက်ပေမဲ့အာဟာရင်မောပြီးအရန်တော်တာပဲ။ဒါတော့အာရပါရမတိုက်ရတာကြာပြီလို့ပြောလိုက်ပါတယ်။ရဲချန်ကလျှက်စီးလိုရှိန်နဲ့သူမရှိကိုရောက်လာပြီးမင်းကစစ်တပ်ဖျားအုပ်စုရဲ့ဒုတိယဥက္ကဋ္ဌမဟုတ်လားလို့မေးလိုက်တယ်။ဟော်လင်းနာနာဟာပါဆက်ဘေးကသွေးတွေကိုတုပ်လိုက်ပြီးတော့သူ့ကိုစိုက်ကြည့်ကဟုတ်တယ်။ကျမကနာနာလို့ခေါ်လို့ရတယ်။ရှေ့ခွန်ကတကယ်မစိုးဘူးပဲလို့ပြောလိုက်တယ်။ရဲချန်ကလည်းချီးကျူးစကားကိုဝင်မလေးပဲတကယ်ကိုတော်ပါတယ်လို့အတိမတ်ပြည့်ရဲ့လေတန်းနဲ့ပြောလိုက်တယ်။တကယ်လို့သူသာအစ်စ်ခုနှစ်ရဲ့အထွတ်အထိပ်ကိုမြောက်ခဲ့ရင်တော့ဟော်လင်းနာနာကိုနိုင်ဖို့ဆိုတာတကယ်မလွယ်ပါဘူး။ဥက္ကဋ္ဌရဲ့ဟိုးဝေးကတိန်နေတဲတီမြင့်တက်နေတာဟာမိစ္ဆာတွေထွက်လာတဲ့ကျဲဆုပ်ပင်တစ်ပင်မလားလို့ပြောလိုက်တယ်။ဟော်လင်းနာနာကမျောလင်းချက်အပြည့်နဲ့ကြည့်ပြီးတော့မေးလိုက်သေးတယ်။ဒီနေ့ရောကျဲတင်သီးတွေထပ်တီးအောင်မလားမသိဘူးနော်။ရဲချန်ကယုံကြည်မှုဖြစ်နေပြီးမှပါလို့ပြန်ပြောလိုက်တယ်။အဲ့ဒီကဟော်လင်းနာနာရဲ့မျက်လုံးနဲ့ဝင်းလဲသွားပြီးစိတ်လှရှားစွာနဲ့ပဲတကယ်လားလို့မေးတယ်။မိုးလင်းမို့3နာရီ4နာရီလောက်ပဲလိုတော့တာဆိုတော့ဒီမှာပဲစောင့်ကြတော့ပေါ့။ရဲချန်ကဘာမှထမ်းမပြောတော့ပဲမီတာ100ကျော်မြင့်တဲ့ကောင်းကင်ပေါ်ကိုခုန်တက်သွားပါတယ်။တောက်ဆရာကောင်းတဲ့ငကားနဲ့ဝိညာဉ်တွေထွက်လာပြီးပတ်ဝန်းကျင်ချင်းကကျဲကျဲမိစ္ဆာတွေကိုစတင်ဝါမျိုးပါတော့တယ်။ဟော်လင်းနာနာလည်းသူ့နားကိုပြန်တက်လာပြီးပြင်းပြကွေထိုင်ကသူ့ကိုပေါ်အောက်ထေချာကြည့်နေပါတယ်။ဥက္ခရာရဲ့ကိုတကယ်အားကြတာပဲ။ဒီမိစ္ဆာတွေကိုဝါမျိုးပြီးအစ်စ်တက်နိုင်တာကိုလေအားကြရင်မင်းလည်းစမ်းကြည့်လို့ရတာပဲ။အဲချိန်ကနောက်ပြောင်းနဲ့ပြောလိုက်ပါတယ်။ကျမတော့မလုပ်ရဲပါဘူး။ဟော်လင်းနာနာနှကန်းဆိုပြီးတိုးတိုးလေးရေရွလိုက်ပါတယ်။ရှင်ကဝါမျိုးတာကိုဒီမိစ္ဆာတွေဟာကျဲစင်အသီးတွေကိုစားသုံးထားတာနဲ့ဆင်တူနေတာလား။အဲချိန်ကကောင်းကိုတာယာညှိပြီးအေးအတူတူလောက်ပါပဲလို့ပြောလိုက်တယ်။ငါသာအဲ့ဓာတွေကိုဝါမျိုးနိုင်ရင်သိကောင်းပါပဲ။ဟော်လင်းနာရဲ့ဆက်ဆောင်မှုရှိပြီးညှိချက်တဲ့မျက်နှာလေးပေါ်မှာအားကြတဲ့ရေရောင်နဲ့ပြည့်ဖြစ်နေတာပေါ့။ငါစီမှာကျဲစင်အသီး2000လောက်ရှိသေးတယ်။မင်းမဲယူထားလိုက်တော့လက်ချန်စိတ်အာရုံတစ်ခုလှုပ်ရှားလိုက်တာနဲ့ဟော်လင်းနာရဲ့ရှေ့မှာကျဲစင်အသီးပုံရေပုံပေါ်လာပါတော့တယ်။ဟော်လင်းနာကသူ့မရဲ့ဆွဲဆောင်မှုရှိတဲ့ပါဇက်လေးကိုအန်အော်ဂျီဟလိုက်ပြီးကျေးဇူးတင်ပါတယ်ရဲ့ကျုံလို့ဝတ်သားရပြောလိုက်ပါတယ်။ပြီးတော့အသီးတစ်လုံးကိုကောက်ယူပြီးကိုက်လိုက်တဲ့အခါမှာတော့ဒီအသီးရဲ့အာနိသင်ဟာတာမန်အသီးတွေတဲ့အစာပေါင်းများစွာတာလုံနေတာကိုတွေ့လိုက်ရလို့သူမတုံ့လို့သွားရပါတယ်။ရှင်ထဲမှာပဲမှောင်မိုက်နေတဲ့ညာဦးရံမှာလုံရင်တောင်ထိပ်ကိုလှုပ်ကန်းရောက်ရှိလာပြီးလှုပ်ရတဲ့အစင်းရဲ့တကူတဲကိုချလန်းလှမ်းလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲသူ့ရှိကမြင်ကွင်းဟာအသစ်ဆက်ဆက်ပြောင်းလဲသွားပြီးတကယ်လုံရင်တောင်ကြီးပေါ်လာတာပေါ့။လာရအောင်မှာတိမ်တိမ်မျိုးတွေကြားတဲ့ကနေလှပတဲ့အစာအုပ်တွေဟာထင်ထင်ရှားရှားရှိနေပါတယ်။လှုပ်ကန်းဟာဝါတော်တွေကတသားရင်လေးတစ်လုံးစီသွားပြီးအပြင်ကနေထိုင်လိုက်ကစီနီယာကိုကြီးတို့ညီလေးကအကိုကြီးကိုတစ်ခေါက်လောက်တောင်ပေါ်ကဆင်းပေးဖို့တောင်းဆိုချင်လို့ပါလို့ပြောလိုက်တယ်။အိမ်ထဲကနေအတန်အိုကြီးတစ်ခုထွက်ပေါ်လာတယ်။အပြင်လောကကရှုပ်ထွေးနေတယ်ဆိုပေမဲ့မင်းရဲ့ဆွမ်းအားနဲ့ဆိုရင်အချိန်တွေကိုထိချုပ်နိုင်ရမှာမဟုတ်လား။အခုချိန်တွေဟာကျွန်တော်တကယ်ပဲမထိချုပ်နိုင်တော့လို့ပါ။ဖိတ်ဆက်ကဒီလိုရှိတယ်။လူကန်းကတပင်းချရင်အပြင်လောကမှာပြပြနေရတွေကိုတခုမှကြံပြောပြလိုက်ပါတယ်။ဒီလိုကိစ္စမျိုးတောင်ရှိနေရလား။ကြည့်ကြတာတကယ်ကိုစိုးရင်စရာပဲ။အဲ့ဒီတန်အိုကြီးထဲမှာလေးနက်မှုတွေပါဝင်နေပါတယ်။လူကန်းကခက်ခါတီးတီးပြုံးလိုက်ပြီးကိုကြီးကျွန်တော်အတွက်တစ်ခေါက်လောက်လိုက်ပြီးကာကွယ်ပေးပါဦး။စစ်တပ်ပြားအုပ်စုကအိုရိုအော့စ်ကလည်းရွင်ချာမှာရှိနေမှာကိုကျွန်တော်စိုးရင်နေလို့ပါ။အကယ်၍သူရှိနေရင်သူ့ကိုတားဆီးပေးအောင်မယ်။ကျွန်တော်ရက်ချန်ဆွားကိုစမ်းသပ်ကြည့်မယ်။ရက်ချန်ကိုငါတတ်နိုင်တယ်။အဲ့ဒီချိန်မှာပဲတသားရင်တကားဟာဖြည်းဖြည်းချင်းပွင့်လာပြီးဝတ်ဆောင်ရှုပ်ဝတ်ထားတဲ့သပင်းနဲ့မုတ်စိတ်ဖြူဖြူတွေနဲ့လက်ဖျားတစ်ပါးလိုဖိုးတယောက်ထွက်လာပါတယ်။လူကန်းကတီးတီးငင်ငင်နဲ့ခေါင်းခါပြပြီးအကိုကြီးသူ့ကိုတတ်နိုင်ရင်တော့သူကလည်းပြန်တိုက်ခိုက်မှာပဲ။အဲ့ဒီချိန်ခါကြရင်ကျွန်တော်တို့တိကျိုက်သွားနိုင်တယ်။ဗီလန်တဲ့ကအားကောင်းတဲ့ပုံကိုယ်တွေလှုပ်ရှားလာတာကိုပဲစောင့်ကြည့်အောင်။ငါကရက်ချန်ဆွားကိုစမ်းသပ်ပြီးရနဲ့ပြန်လာမှာပါ။အဖိုးကခဏလောက်စဉ်းစားပြီးကောင်းကြီးလိုက်တယ်။ဒါလေးကောင်းတာပဲ။ဗီလန်တဲ့ကပုံကိုယ်တွေရက်ချန်ကိုတတ်နိုင်မလားဆိုတာစောင့်ကြည့်ကြတာပေါ့။မနေ့အစောပိုင်း4နာရီကျော်မှာတော့အဲ့ဒီလေးကိုကြီးဟာ
ငင်းချိန်မြို့လေကောင်ကိုရောက်လာပြီးအစာအုပ်တစ်ခုပေါ်ကနေအိမ်တွေကြားထဲမှာထိုးထွက်နေတဲ့ကျဲချင်းဆုပ်ယူတဲ့ပင်မတင်ပင်ကြီးကိုစွန့်ကြီးနဲ့ကြည့်နေပါတယ်မိစ္ဆာတွေကိုဝါမြုံနေတဲ့ရက်ချန်နဲ့ဟော်လင်းနာကိုလည်းသူမြင်သွားတယ်နောက်တစ်စက္ကန့်မှာပဲသူကလှည့်ပြီးထွက်ပြေးဖို့ပြင်လိုက်ပါတယ်ဟေးမင်းကအဲ့လေးကိုကြည့်မဟုတ်လားအလောတကြီးမပြေးပါနဲ့အောင်ရက်ချန်ရဲ့တန်ဟာရုတ်တရက်ထွက်ပေါ်လာပါတယ်ဝုန်းနဲ့တန်နဲ့တူလေးကိုကြည့်ရဲ့ဘေးပက်ပက်လေရလေတူဟာအားကောင်းတဲ့ဆွမ်းအားတစ်ခုကြောင့်ဖိသိက်ခံလိုက်ရပြီးသူ့ကိုဘဝတစ်ခုလိုဝင့်ရံသွားပါတယ်မျက်စိပိတ်တွင်းမှာပဲသူဟာရဲချန်ရဲ့ရှေ့ကိုဆွဲခေါ်ခံလိုက်ရပါတော့တယ်တော့ပေါ့ဆာသွားပြီးလေးကိုကြီးရဲ့ရင်ထဲမှာထိတ်လန့်သွားပြီမယ်ညနာကတော့ဘာမှမဖြစ်သူဟန်ဆောင်ပြီးရဲချန်ကိုစိုက်ကြည့်နေပါတယ်တကယ်ပဲလေးကိုကြီးတကောင်ပါလားသူဘလောက်တောင်တက်ရှင်နေပြီလည်းမသိဘူးရဲကျုံကသူ့ကိုဟင်းချက်စားလိုက်ရင်မကောင်းဘူးလားဒါကအားရှိမှတေချာပဲလို့ဟော်လင်းနာကောက်ကြည့်တဲ့ပြုံးနဲ့လှမ်းပြောင်းသူလိုပြောလိုက်ပါတယ်နေပါဦးငါ့ကိုမတက်နဲ့ငါ့ကိုတက်လိုက်ရင်မင်းတို့အတွက်ဘာအကျိုးမှရှိမှာမဟုတ်ဘူးလို့လေးကိုကြီးကမျက်နှာပြက်ပြက်နဲ့လော်ကြီးပြောလိုက်ပါတယ်ရဲချန်ကသူ့ကိုအိတ်ဆက်ဆက်ကြည့်ပြီးပင်လယ်နဲ့တည်းကကြောက်စရာကောင်းတဲ့တလွားကြီးသုံးကောင်ဟာဘယ်ချိန်ရောက်လာမှလဲလို့မေးလိုက်ပါတယ်အခုအချိန်မှာရဲချန်ရဲ့စွဲအိမ်ဆုံးဟာအဲ့ဒီပင်လယ်နဲ့တည်းကကြောက်စရာကောင်းတဲ့တလွားကြီးသုံးကောင်ပါပဲတလအတွင်ပေါ်လို့လက်ကြီးကလေးတန်လေးနဲ့ပြောပါတယ်အကားနဲ့ပင်ကဒီဂျိုအတွက်ပဲမင်းကိုတက်သေးလိုက်ပြီးချန်ယူကိုလှုပ်ပေးလိုက်ပါလို့သူကကိုချင်းတရားနဲ့ဖိအားပေးပြီးပြောလိုက်ပါတယ်အာဟာလေးကိုကြီးမင်းဟာသားလုံးနေရလားလို့ဟော်လင်းနာလူအားတယောက်ကိုကြည့်စလို့မျိုးလှောင်လိုက်ပါတယ်မင်းရဲ့ဟော်ကင်ကဘလောက်ပဲမှန်နေပါစေငါကတော့ဘယ်တော့မှကိုချစ်တရားနဲ့အချက်ကင်တာကိုလက်မခံဘူးအဲ့ချိန်ကအေးဆေးပဲပြောင်းလိုက်ပြီးချားလူတွေတေးတာမတေးတာငါနဲ့ဘာမှမဆိုင်ဘူးငါတန်မိုးထားတဲ့လူတွေတက်ရှင်နေတဲ့ကဘာကြီးပျက်စီးသွားမယ်ဆိုရင်တော့ပျက်စီးသွားပါစေပေါ့လို့ပေါ့ပဲပြောလိုက်ပါတယ်အဲ့ကိုကြီးကဒါကိုကြားတော့ခေါင်းကပြီးလူသားတွေကတကယ်ပဲအထာကြီးကြတာပဲလို့ကြည်လိုက်ပါတယ်အဲ့ချိန်ကတော့ထင်သေးတဲ့ပုံစံနဲ့ဒါပေါ့မင်းတို့လိုတိတ်ဆန်တွေဟာအသိဉာဏ်ကုမှစောက်ဖွင့်လာတာဆိုတော့အချိန်ကြာလာရင်မင်းတို့လည်းပဲဒီလိုလဲဖြစ်လာမှာပဲလို့ပြောလိုက်တယ်လေကိုကြီးကလေတန်အေးနဲ့မင်းကစင်းနံတိုက်ကြီးတစ်ခုလုံးကတက်ရှိတွေနဲ့ရန်သူဖြစ်နေတာနော်မင်းတကယ်ပဲအသက်ရှင်နိုင်မယ်ထင်နေရလားလို့မေးလိုက်ပါတယ်ဒီမဆိုင်ဘူးငါနဲ့ရန်သူဖြစ်မယ်ဆိုရင်ဒီကြိုကြီးမပြတ်စည်းခင်မှာစင်းနံတိုက်ကြီးပေါ်ကတက်ရှိအားလုံးကိုငါကိုယ်တိုင်အမှုရှိပြဖို့ဝင်မလေးဘူးလို့ရဲချန်ကအေးဆက်ဆက်ပြောလိုက်ပါတယ်နောက်ပြီးတော့ငါနဲ့ဒီကျဲဆုပ်ပင်ဟာတသားလေးဖြစ်နေတာဆိုတော့နောက်ပိုင်းမှာစင်းနံတိုက်ကြီးရဲ့ကျဲစစ်ဆွဲရင်တွေကိုမဆုပ်ဘူးတော့လို့ငါထိန်းချုပ်နိုင်ပြီဒါကိုမင်းတို့ကအနာဂတ်အတွက်မစင်စားပဲငါ့ကိုပဲတတ်ဖို့စ조사နေရလားငါ့ကိုစိတ်ချလက်ချေဒီခံနေမဲ့ဖျားလောင်လို့ထင်နေရလားဒီစကားတွေကြောင့်လက်ကိုကြီးဆွန့်သွားပါတယ်ပြန်စဉ်းစားကြည့်တော့လေဟုတ်သားပဲတကယ်လို့ရဲချန်ကကျဲဆုပ်ပင်ကိုထိန်းချုပ်နိုင်ပြီးကျဲစင်ဆွဲရင်တွေကိုမဆုပ်နိုင်အောင်လုပ်နိုင်မယ်ဆိုရင်သူ့ကိုဘာလို့တတ်နေအောင်ပါလဲမဟုတ်သေးဘူးလို့လက်ကိုကြီးကရုတ်တရက်သတိဝင်လာပြီးတစ်ပေထိတ်ကအနှဲ့အောင်အတောင်ကြီးကိုမောကြည့်လိုက်ပါတယ်ငကားနဲ့ပြင်မင်းမနေပြီတစ်ပေထိတ်ကအနှဲ့အောင်အတောင်ကိုမြင်လာအဲ့ဒီထဲမှာကြောက်စရာကောင်းတဲ့တရဘာတစ်ကောင်ရှိနေတယ်စင်းလန်တိုက်ကြီးရဲ့ကျဲစင်ဆွဲရင်တွေကိုအကုန်မဆုပ်နိုင်သူကထွက်လာနိုင်မှာမဟုတ်ဘူးပြီးတော့မင်းကဒီကျဲစင်ဆုပ်ပင်ကိုလည်းထိချုပ်နိုင်မယ်လို့လည်းမသိကြဘူးအဲ့ဒီအနှဲ့အောင်အတောင်မရင်မဲ့ခင်အထိသူကကျဲစင်ဆွဲရင်တွေကိုစုပ်နေတာကိုရက်တက်နိုင်မှာမဟုတ်ဘူးဒါကိုကြားပေမဲ့ရဲချင်ကမျက်နှာမပြတ်ပဲမင်းပြောစလိုပဲထားပါအောင်ဘာလို့ငါဒီမှဒီပင်ကိုဖျက်ဆီးလို့ရမှာလဲပြီးတော့သူကဒီကျဲစင်ဆွဲရင်တွေကိုအကုန်ဆုပ်ပြီးမှထွက်လာနိုင်မယ်ဆိုတာမင်းသိကြလို့လားလို့ပြန်မိလိုက်တယ်ရဲချင်ရဲ့စကားကြောင့်လေးကိုကြီးထပ်ပြီးဆွန့်သွားပြန်ပါတယ်ရဲချင်ကထင်သေးလို့ပြောပြီးငါ့ကိုလာပြီးအုံအောင်စေနဲ့ငါရဲချင်ကတေးရမှာမကြောက်ဘူးဒါပေမဲ့မင်းတို့မှငါ့ကိုတတ်နိုင်တဲ့အရေးချင်းရှိမရှိပဲကြည်ရမှာငါ့ကိုကိုတတ်သေးဖို့လာပြောနေတာကတော့အိမ်မက်မက်နေရပဲလို့ပြောလိုက်ပါတယ်လေးကိုကြီးကပြန်ချွေပေါက်ဖို့အကြောင်းပြချက်ရှာမရတော့ပဲထားလိုက်ပါတော့မင်းငါ့ကိုတတ်ချင်လဲတတ်လိုက်တော့ငါစကားကတော့တူတူပဲမင်းတေမှာခြိုင်ထားဒီပင်ကိုဖျက်ဆီးနိုင်မှာမင်းရဲ့ဟော်ဂိမ်းတစ်ခုကြောင့်ငါကတကဘာလုံးရဲ့ရန်သူဖြစ်သွားရတယ်မင်းကတကယ်ကိုတေးတင်တာပဲလို့ပြောလိုက်ပါတယ်ရက်ချင်ကတော့သူ့ကိုလှုပ်ပေးဖို့စိတ်ကူးမရှိဘူးလို့အေးဆက်ဆက်ပြောလိုက်ပါတယ်မင်းမနောက်ဆုံးပါဆရာစကားရှိသေးလားငါနားထောင်ပေးချင်သေးတယ်လေးကိုကြီးကမင်းကိုတက်ကိုလမ်းစာချန်ထားတဲ့နေခြိုင်ကိုရင်မတက်ပါနဲ့အောင်လို့ပြောတော့ရက်ချင်ကအဲ့ဒါကတော့ငါစိတ်ချင်နေပေါ်မှာပဲမူတည်တယ်လို့ပြောပြီးတာနဲ့လေထဲကနေလှမ်းညက်လိုက်ပါတယ်ဖုံးဆိုတဲ့တန်တဲ့သူလေးကိုကြီးကိုပတ်ထားတဲ့ဘူပေါင်းကပေါက်ကွဲသွားပြီးအထက်ကလေးကိုကြီးလည်းချက်ချင်းတက်ပြောက်သွားပါတော့တယ်သူကငါးဝင်းကြီးကိုတုံးပြီးဝါမျိုးလိုက်တယ်လေးကိုကြီးကိုဝါမျိုးပြီးတာနဲ့ရက်ချင်ရဲ့ခန္ဓာကိုယ်ထဲကိုအင်မတန်ကြီးမားတဲ့နှွေးထွေးစွန့်ရင်စီကြောင်းတွေဆင်းဝင်လာပြီးအစိတ်ခုနဲ့တားစီကိုဓာတ်ရိုက်ချိုးပြက်ကအစိတ်ရှိကိုတဟုန်တို့တက်လှမ်းသွားနိုင်ခဲ့ပါတယ်ချိန်ထဲမှာပဲသူ့ရဲ့နှလုံးသားထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့နှဲ့အောင်မီးရှန်တွေတောက်လောင်လာပြီးလုံးဆိုတဲ့နှလုံးခုတ်တန်းတဲ့အတူနှလုံးသားတစ်ခုတော့ကြီးကျယ်ပြောင်းလဲသွားပါတော့တယ်။အဲဒီနောက်မှာတော့သူ့ရဲ့စမ်းကျဲတဲ့နေမြေတစ်ခုညံဝါးတင်တင်ပေါ်ထွက်လာပြီးအထဲမှာကြောက်စရာကောင်းတဲ့နှဲ့အောင်မီးခိုးတွေတောက်လောင်နေပါတယ်။အဲ့ဒါအရာအလုံးကိုညီတက်သွားစေနိုင်တဲ့တန်းလာတဲ့အနှဲ့အောင်ကြောက်ကဘာကြီးလိုပါပဲ။ဒီလူကတော့ဟော်လင်းနန္ဒာဟာရဲချင်ရဲ့ကိုပေါ်ကနေထွက်ပေါ်လာတဲ့ကြောက်စရာကောင်းတဲ့အနှဲ့အောင်မီးရှန်တွေကိုကြည့်ပြီးအသက်ရှူမမတက်လှန်သွားကအမြန်ဆုံးနောက်ကိုဆုတ်ခွာလိုက်ရပါတယ်။သူနောက်တစ်ချိန်ပိုတောက်တင်းလာပြန်ပြီးအခုရဲချင်ရဲ့ကိုတပြင်းလုံးမှာအနှဲ့အောင်မီးရှန်နေတဲ့အတူလျှက်စီးတွေရွှတ်ရှက်နေပြီးကျန်းတဲ့နှဲ့အောင်လျှက်စစ်မီးရှန်တွေဖြစ်ပြောင်းလဲသွားပါတယ်။အဲဒီထွက်လာတဲ့ရှိန်ဝါတစ်ခုတည်းနဲ့တင်ဟော်လင်းနန္ဒာကိုတက်တီးထသွားစေပါတယ်။မိနစ်နှင်းငယ်ကြာတော့မှရဲချင်ရဲ့ပြင်ဘက်ကိုထွက်နေတဲ့နှဲ့အောင်လျှက်စီးမီးတံတွေဟာခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားပါတယ်။ဒါပေမဲ့သူ
သူ့နောက်ကျောကငကားနှစ်ကောင်ကတော့ပုံစံပြောင်းသွားပြီးတစ်ကောင်ကလျှက်စီးရထွက်နေတဲ့အနှဲ့အောင်လျှက်စီးငကားနောက်တစ်ကောင်ကတော့အနှဲ့အောင်မိကိုတွေကိုမှုတ်ထုတ်နေတဲ့အနှဲ့အောင်မီးငကားဖြစ်ပြီးတော့ကြည့်ရတာတကယ်ကိုကြောက်စရာကြီးပါတကယ်ကိုထူးဆန်းတဲ့လိုပဲစိုက်ရှင်ကသူ့ကိုရန်သူဖြစ်မတတ်မဲ့ခဲ့တာတကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ဟော်လင်းနန္ဒာဟာဝိတ်ကနေကြည့်ရင်ထိတ်ထိတ်နဲ့တွေးနေမိပါတယ်ဒီလေးကိုကြီးစီမှာဒီလောက်ကြီးမားတဲ့စွမ်းရည်နဲ့ရှိနေလိမ့်မယ်လို့တကယ်ကိုမထင်ထားခဲ့ဘူးလို့ရဲချင်ရဲ့တွေးအောင်လွှမ်းနေတဲ့မျိုးလုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ရင်အံ့ဩတကြီးပြောလိုက်ပါတယ်အဲ့တော့မှဟော်လင်းနန္ဒာဟာအနားကိုကဲရဲတော့ပြီးဂုံယူပါတယ်ရဲချန်မင်းရဲ့ဆွဲအားတွေနောက်တစ်စိတ်တော့ပြန်ပြီလို့ပြောပါတယ်ခုနကအားနေလေးကိုကြည့်ပြောတာကိုကြားပြီးမင်းဘာများတွေးမိလဲလို့ရဲချန်ကသူမကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးစမ်းသပ်တဲ့လေတန်းနဲ့မေးလိုက်ပါတယ်ကျမဘာတွေးရမှာလဲတကယ်လို့ဒါတွေသာအမှန်ဆိုရင်နင်းဝဝင်အင်ပါယာကိုသာမင်းလမ်းဆောက်ချန်ပေးမယ်ဆိုရင်ငါဟော်လင်းနန္ဒာမင်းနဲ့အတူတစ်ကမ္ဘာလုံးကိုရင်ဆိုင်ဖို့အသင့်ပဲဆိုပြီးတော့တရားအတီးတစ်လုံးကိုယူဆိုင်နေမင်းနာကိုကောင်းဆုံးပြင်ချင်နိုင်လိမ့်မယ်လို့မယုံတယ်လို့ပြပြတသားပဲပြောလိုက်ပါတယ်ရဲချန်ကပြောလိုက်ပြီးတစ်ခါပဲဆုံမှုသေးတာကိုမင်းကငါ့ကိုတောက်တောင်ယုံကြည်နေတာငါအံ့ဩတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဟော်လင်းနန္ဒာကခေါင်းခါလိုက်ပြီးငါကအားကောင်းတဲ့သူကိုပဲယုံတာတကယ်အစွမ်းထက်တဲ့သူတွေဟာကံကြမ္မာဆိုတဲ့အတိတ်ပဲမရှိတော့ဟော်ဂိမ်းတွေကိုပြောင်းလဲပြနိုင်စွမ်းရှိတယ်မင်းသာအားမကောင်းရင်ငါကဘာလို့မင်းကိုယုံရမှာလဲမင်းရဲ့ဒီလိုစိတ်ဓာတ်မျိုးကိုငါသဘောကျတယ်လို့ရဲချန်ကပြောလိုက်ပါတယ်ဟော်လင်းနန္ဒာရဲ့ဇယိုက်ကသူ့အကြိုက်နဲ့ကွက်တီပါပဲမင်းလည်းအစ်စ်ရှိအလဲအလဲပိုင်းကိုရောက်တော့မှမြင်မြင်များများစားရလိုက်အောင်ချိန်ထဲမှာပဲဘာမီတာပင်လယ်ပြည့်ရဲ့နှဆိုင်နဲ့ရောက်ကမ်းမအောက်မှာတော့ကြောက်မပဲကောင်းတဲ့အတန်ကြီးသုံးတဲ့ထပ်ပေါ်လာပြီးနိုင်မောင်းများစွာဝေးတဲ့ပင်လယ်ပြည့်တစ်ခုလုံးကိုတုံခါသွားစီပါတော့တယ်မြင်မြင်လှုပ်ရှားကြတဲ့ဘာတွေဖြစ်နေရလဲအဲ့ဒီလက်ကိုကြီးတေးသွားပြီသူကဒီတိုင်းလွယ်တကူတေးသွားလို့ဖြစ်ဘူးလေမဟုတ်ရင်ငါတို့ရဲ့စီစဉ်နဲ့အကုန်လုံးအလားအသက်ဖြစ်ကုန်တော့မှမြင်မြင်ရစ်ပလင်ကိုတုံးပြီးသူ့ကိုပြန်အသက်သွင်းလိုက်ကြစမ်း